ကျွန်တော်နေ့စဉ်သုံးစကားပြောတဲ့ Unit 5ကိုဆက်တော့အောင်ပါ Unit 5မှာဗာလေးလာမလဲဆိုတော့ getting dressed a women အမျိုးသမီးတယောက်ဝတ်စားဆင်တဲ့အခါမှာသုံးတဲ့အသုံးလေးတွေကိုဆက်လေးလာမှာ Unit 4မှာကျွန်တော်တို့အမျိုးသားတယောက်အဝတ်စားဝတ်တဲ့ပုံစံကိုသင်ပြီးသားဖြစ်ပါတယ် Unit 5မှာတော့အမျိုးသမီးဆက်လေးလာမှာဖြစ်ပါတယ်ထုံးစံတိုင်းကျွန်တော်တို့သုံးမဲ့ tense သည် simple present tense ပဲဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ရဲ့ဇက်လိုက်မင်းသမီးဒီ Pam ဖြစ်ပါတယ်အဲ့တော့ Pam puts on သို့မဟုတ် get dressed ဒါလေးနဲ့ကျွန်တော်တို့အကုန်လုံးတွဲပြောရမယ်ဟုတ်ပြီနော် puts on ဆိုဝတ်ဆင်သည်အဲ့တော့အမျိုးသားတွေတုန်းကလိုပဲပထမပုံsome panties panty ဝတ်ပါတယ်အမျိုးသမီးတွေမှာတော့ကျွန်တော်တို့ panties လို့ခေါ်တယ် okay သူက is a type of underwear တစ်ခုပါပဲဟုတ်ပြီနော်နောက်တစ်ခု a bra ဝတ်မယ် Pam puts on a bra ဟုတ်ပြီနော်နောက်တစ်ပုံ a dress ဆိုတာကျွန်တော်တို့ကပါလဲခေါင်းကိုပြောတာဟုတ်ပြီနော် a dress or dress ဝတ်မယ်သို့မဟုတ် a blouse or a shirt အဲ့တော့ blouse ဆိုတာ blouse အင်ကြီးသို့မဟုတ် shirt အင်ကြီးတစ်ခုခုဝတ်မယ်ဟုတ်ပြီနော် and ပြီးတော့ပါလဲ a skirt or some pants skirt ဝတ်မယ်သို့မဟုတ်ဘောင်းမီရှည်ဝတ်မယ်ဟုတ်ပြီနော် IT ရပြီဆိုကျွန်တော်တို့ဆက်ပြီးတော့သွားပါမယ်ပြီးရင်ဘာဝတ်မလဲ and some socks ဆိုတာအားလုံးသိပါတယ်ခြေအိတ်တွေကို socks လို့ခေါ်တယ် okay socks ဝတ်မယ် or ဒါမှမဟုတ်ရင် some nylons မှာ s ပါတယ်ကျွန်တော်တို့ nylon ချီကျိုးကိုပြောတာမဟုတ်ဘူးဟုတ်ပြီနော်သူတို့ရဲ့ကျွန်တော်တို့ကအသားကဘောင်းမီကိုပြောတာဟုတ်ပြီနော် stockings လို့လည်းကျွန်တော်တို့ခေါ်တယ်ဘယ်ထိရောက်လဲပေါင်ထိရောက်တယ်အဲ့ဒီဟာကိုကျွန်တော်တို့က nylons သို့မဟုတ် stockings လို့ခေါ်တယ် or ဒါမှမဟုတ်ရင် some pantyhose အဲ့တော့ pantyhose ဆိုတာကျွန်တော်တို့ကခါထိရောက်တဲ့အသားကဘောင်းမီကိုပြောတာ pantyhose ကပို့ပြီးတော့ရှည်တယ်ဟုတ်ပြီနော် tights လို့လည်းသုံးတယ် okay အဲ့တော့ socks ဝတ်မယ် nylons ဝတ်မယ်သို့မဟုတ် stockings ဝတ်မယ်သို့မဟုတ် pantyhose ဝတ်မယ်ကြိုက်တာဝတ်မယ်ပေါ့နော် okay okay အဲ့ဒါပြီးရင်တော့ကျွန်တော်ဒီ box လေးကိုဆက်ကြည့်အောင်ပါ after you put on your clothes you wear them okay after you put on your clothes အဲ့တော့အဝတ်စားတွေကို put on လုပ်ပြီးပြီဆိုရင်မင်းကဘာဖြစ်သွားပြီလို့ပြောလဲဆိုတော့ you wear them အဲ့ဒါတွေကိုဝတ်ပြီးပြီလို့ပြောလို့ရပြီတဲ့အဲ့တော့ put on တို့ get dressed တို့ဆိုတာကဘယ်ချိန်မှာပဲသုံးလို့ဆိုတော့ကျွန်တော်တို့ဝတ်နေတဲ့အချိန်မှာပဲသုံးတယ် okay အဲ့တော့ဝတ်ပြီးပြီဆိုတာ ਨੇ ကျွန်တော်တို့ဒီအဝတ်စားတွေကိုဘာလုပ်ပြီးပြီလို့ပြောလဲဝတ်ဆင်ထားပြီလို့ပြောတယ်အဲ့ဒါဆိုရင်တော့ put on တို့ get dressed တို့မသုံးတော့ဘူးဘာပဲသုံးတော့ wear ကိုပဲကျွန်တော်တို့ကဆက်သုံးပါတယ်ဟုတ်ပြီနော်အဲ့တော့ W ရ wear ဒီပို့ပြီးတော့ရေပုံရဆန်ပါတယ် general ဖြစ်ပါတယ် put on တို့ get dressed တို့ဒီကျွန်တော်တို့ဝတ်နေတဲ့အချိန်လေးမှာတင်ကျွန်တော်တို့သုံးတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီပုံလေးတွေဆက်ကြည့်ပါမယ်အမျိုးသမီးမျိုးသား TI tie necktie လို့လည်းခေါ်တယ်အတူတူပဲပြီးရင် jacket အင်ကြီးအတူတူပဲပြီးရင် main လေးမှာဆိုရင်တော့ skirt ယောက်ျားလေးမှာဆိုရင်တော့ pants ဟုတ်ပြီနော်ဘောင်းမီရှည်ပြီးရင် dress နဲ့တွဲဝတ်တာမလို့ dress shoes လို့ခေါ်တယ် dress shoes ရှူးဖနက်တွေပေါ့ဟုတ်ပြီနော်သူတို့နှစ်ယောက်လုံးဒီဘာတွေကိုဝတ်ဆင်ထားလဲဆိုတော့ suits တွေဝတ်ထားတာလို့ပြောတယ် these people are wearing suits okay suits တွေဝတ်ထားတယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကဝတ်ထားတာကိုကျွန်တော်တို့က suits တွေလို့ခေါ်တယ်ဟုတ်ပြီနော်အောက်ကပုံနှစ်ပုံသူတို့ကမတူတော့ဟုတ်ပြီနော် main ကလေးပုံကြည့်အောင် sweat shirt ဝတ်ထားတယ် sweat ဆိုတာချွေး shirt ဆိုတာရှယ်အင်ကြီးအဲ့တော့ချွေးခံအင်ကြီးပေါ့ဟုတ်ပြီနော်အင်ကြီးလက်ရှည်ကိုကျွန်တော်တို့က sweat shirt လို့သုံးတယ်အားကစားလုပ်တဲ့လူတွေမှာအဓိကသုံးတာများတယ် sweat shirt ဟုတ်ပြီနော်ပြီးရင် jeans ဂျင်းဘောင်းမီရှည်တယ်ပြီးရင် running shoes okay running shoes တွေပြေးတဲ့အချိန်မှာအားကစားလုပ်တဲ့အချိန်မှာသုံးတဲ့ shoes တွေဝတ်ထားတယ် main ကလေးယောက်ျားလေး t-shirt ဝတ်ထားတယ် cap ဥထုတ်ဆောင်ထားတယ် shirt ရှယ်အင်ကြီးဝတ်ထားတယ် shorts ဘောင်းမီတို့ဝတ်ထားတယ်ပြီးရင် sandal ဆိုတာကကျွန်တော်တို့ window ဖနက်တွေ okay ညက်ဖက်နက်ဆို slippers လို့ခေါ်တယ်ဟုတ်ပြီနော် sandals တွေဝတ်ထားတယ်အဲ့တော့ဘာကွာလဲဒီမှာတော့ suits တွေ suit ဆိုတာကျွန်တော်တို့ပွဲနေပွဲတိုင်းဝတ်တဲ့ design ဟုတ်ပြီနော်အဲ့ဒါကိုကျွန်တော်တို့က suit လို့ခေါ်တယ်ဒီအောက်ကပုံနှစ်ပုံကတော့ဘယ်လိုဝတ်ထားလဲအိမ်နေရင်းလို့ဝတ်ထားတာအိမ်နေရင်းအဝတ်စားတွေကိုကျွန်တော်တို့က casual clothes လို့ခေါ်တယ် CASUAL casual clothes အဲ့ဒါအိမ်နေရင်းအဝတ်စားတွေ these people are wearing casual clothes okay အိမ်နေရင်းဝတ်စားတွေဝတ်ထားပါတယ်ဟုတ်ပြီနော်ကျွန်တော်တို့ dressing for hot weather လေးကိုဆက်သွားအောင် okay hot weather ရာသီဥတုပူရင်ဝတ်တဲ့ပုံစံပေါ့နော် if it is hot ပူပြီဆိုလို့ရှိရင်တော့ Pam wears light clothes အဲ့တော့ light clothes ဆိုတာကျွန်တော်တို့မှတ်ထားရမယ် okay light clothes အဲ့တော့ light clothes ဆိုတာကျွန်တော်တို့ဒီနေရာမှာအလင်းအောင်ပြောတာမဟုတ်ပေါ့ပါအဝတ်စားလေးတွေကို light clothes လို့ခေါ်တယ်ဟုတ်ပြီနော်ပထမပုံကြည့်အောင်လက်တိုလေးဝတ်ထားတယ် sleeve ဆိုတာလက်ကိုပြောတာအဲ့တော့လက်တိုဆိုရင် short sleeved လို့ခေါ်တယ် a short sleeved cotton shirt okay ပူပြီဆိုရင်ကြတော့ဘာဝတ်လဲဆိုတော့ short sleeved လက်တိုတကယ်လို့ဒီနေရာမှာကကျွန်တော်တို့လက်ရှည်ဆိုရင် long sleeved လို့သုံးတယ် okay short sleeved cotton shirt cotton ဆိုတာကျွန်တော်တို့ကခြီသားကိုပြောတာ okay ခြီသားခြီအင်ကြီးဝတ်ပါတယ်တဲ့လက်တိုဝတ်တယ်ဟုတ်ပြီနော်ပြီးရင် a pair of
cotton shorts ချီတာပေါင်းမီအတိုကိုဝတ်ပါတယ် and a pair of cotton shorts ဟုတ်ပြီနော်ပြီးရင် she goes barefoot indoors ဆိုတာကျွန်တော်တို့က inside the building ကိုပြောတာအိမ်ထဲမှာနေလို့ရှိရင်တော့ she goes barefoot ဆိုတာက bare ဆိုတာကဘာမှမပါဘူးလို့ပြောတာခြေထောက်မှာဘာမှမဝတ်ဖဲနဲ့ခြေပလာသွားတယ်ပေါ့ဒီလိုမျိုးပြောတာဟုတ်ပြီနော် and wear sandals outdoors ဆိုတာက indoors ရဲ့ပြောင်းပြန်ဖြစ်ပါတယ်အပြင်သွားလို့ရှိရင် outside the building လို့ပြောတာ okay အဲ့တော့အပြင်သွားပြီဆိုရင်တော့ဘာဝတ်လဲ wear sandals ဘာစီးလဲဆိုတော့ကွင်းတို့ဖက်နှက်တွေကိုစီးပါတယ်ဟုတ်ပြီနော်အဲ့တော့ indoors to outdoors to မှာကျွန်တော်တို့ s တွေအမြဲတမ်းပါပါတယ်အဲ့ဒါလေးသတိထားပါ dressing this way keeps her cool dressing this way ဒီနည်းဝတ်ဆင်ခြင်းအပြင် keeps her cool သူမကိုအေးမြစေပါတယ်ဒီလိုဝတ်တာကအေးအေးလေးဖြစ်စေတယ်ပေါ့ဒီလိုမျိုးပြောတာဟုတ်ပြီနော်အဲ့ဒါ hot weather မှာဝတ်တဲ့ပုံစံကိုပြောတာဖြစ်ပါတယ်ဒီနေရာမှာတစ်ချက်လေးလာကြည့်အောင်ပါ cotton ဆိုတာဘာလဲတဲ့ဒါဝါပင်ကရတဲ့ခြီကိုပြောတာဒါကြောင့်မလို့ကျွန်တော်တို့ကခြီအင်ကြီး cotton ဒီလိုမျိုးခေါ်တယ် okay အဲ့တော့ဝါပင်ကရတဲ့ခြီ a fabric ဆိုတာကခြီပဲသူကခြီကိုသူကရေပုံရဆန်ဆန်ပြောတာပေါ့ okay ဘယ်ကရတဲ့ခြီဖြစ်ဖြစ်ကျွန်တော်တို့က fabric လို့ခေါ်တယ်သို့တော့ဝါပင်ကရတယ်ဆိုရင်တော့အဲ့ဒီ fabric ကိုနာမည်ပြောင်းခေါ်တယ်ဘာလို့ခေါ်လဲ cotton လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ cotton ဆိုတာဘာလဲဆိုတော့ is a fabric that comes from the cotton plant ဝါပင်ကရတဲ့ခြီကို cotton လို့ခေါ်တာပါတဲ့ဟုတ်ပြီနော်အဲ့တော့ cotton ဆိုတာခြီဖြစ်ပါတယ်အဲ့တော့ဒီမှာ thick clothes အဲ့တော့ thin clothes ဆိုတာဘာလဲအင်ကြီးပါရရ okay အဲ့ဒါတွေကိုကျွန်တော်တို့ပြောတာ thick clothes ဆိုတာကကျွန်တော်တို့ကထူထူထဲအဝတ်စားတွေကိုခေါ်တာဟုတ်ပြီနော်နောက်တစ်ခု if something is outside a building it is outdoors တခုခုက building တစ်ခုရဲ့အဆောက်အဦတစ်ခုရဲ့အပြင်ဘက်မှာရှိနေသူ့ကို outdoors လို့ခေါ်ပါတယ်တဲ့သူနဲ့ပြောင်းပြန် if something is inside a building တခုခုကအတွင်းမှာရှိနေပြီအဆောက်အဦရဲ့အတွင်းမှာရှိနေပြီဆိုရင်တော့ it is indoors လို့ခေါ်ရတယ်ဥပမာဒီပုံလေးကိုကြည့်ပေါ့ဒါဆိုအဆောက်အဦတစ်ခုရဲ့အတွင်းမှာရှိတယ် indoors အဆောက်အဦတစ်ခုရဲ့အပြင်မှာရှိတဲ့ဟာအကုန်လုံးကို outdoors ဟုတ်ပြီနော်ဒီလိုမျိုးခေါ်ပါတယ် okay အဲ့ဒါလေးတွေရပြီဆိုကျွန်တော်တို့အောက်ကိုဆက်သွားပါမယ် dressing for cold weather ဟုတ်ပြီနော်ရာသီဥတုအေးရင်ဘယ်လိုဝတ်မလဲအပေါ်ဟာနဲ့ပြောင်းပြန်ဖြစ်မယ် if it is cold အေးပြီဆိုရင်တော့ Pam wears heavy clothes အပေါ်တော့ light clothes တွေဝတ်တယ်အောက်မှာတော့ heavy clothes heavy ဆိုတာကကျွန်တော်တို့ကလေးတာဒီနေရာမှာတော့ကျွန်တော်တို့ကထူထူထက်တဲ့အဝတ်စားတွေကို heavy clothes လို့ခေါ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာကြည့်အောင်ပထမပုံ sleeve ဘာ sleeve လဲ yes long sleeve shirt okay a long sleeved shirt ရှပ်အင်ကြီးလက်ရှည်ဝတ်ပါတယ်ပြီးရင်ဘာထပ်ဝတ်လဲ a wool sweater wool ဆိုတာကျွန်တော်တို့သားမွေးကိုပြောတာသားမွေး sweater တစ်ထည်ဝတ်တယ်တဲ့ပြီးရင်long pants ပေါင်းပြီးအရှည်ဝတ်တယ်ပြီးရင် and thick wool socks thick ဆိုတာကထူထဲတာ wool ဆိုတာကသားမွေ socks ဆိုတာကခြေအိတ် okay သားမွေထူခြေအိတ်တွေကိုဝတ်ပါတယ်ဟုတ်ပြီနော်အဲ့ဒီရပြီဆိုကျွန်တော်တို့ဆက်သွားမယ် before going outdoors အပြင်မထွက်ခင်မှာဆိုရင်တဲ့ she puts on a heavy coat ကိုယ်အင်ကြီးထူဝတ်ပါတယ် puts on a heavy coat ဟုတ်ပြီနော်ကိုယ်အင်ကြီးထူဝတ်ပြင်ပါဝတ်လေ and some gloves or mittens အဲ့တော့ဒီမှာ gloves ပြပါတယ်အဲ့တော့ gloves ဆိုတာဒီကျွန်တော်တို့ကလက်ချောင်း၅ချောင်းလုံးကိုကျွန်တော်တို့က separate ဖြစ်နေတယ်အဲ့ဒါကို gloves လို့ခေါ်တယ် okay mittens ဆိုတာကတော့ကျွန်တော်တို့ကလက်မနဲ့လက်လေးချောင်းကိုခွဲထားတယ်ကျန်တဲ့လက်တွေတော့သူက separate မဖြစ်ဘူးအဲ့ဒါကိုတော့ကျွန်တော်တို့က mittens လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ some gloves or mittens ဝတ်တယ်ပြီးရင်ဘာပတ်လဲလေပတ်ပတ်ပါတယ်ကျွန်တော်တို့ကလေစည်းပေါ်ပတ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ကပတ်တာကိုဘာလို့ခေါ်လဲ wraps လို့ခေါ်ပါတယ်ဝရမဟုတ်ဘူးနော် wraps w တန်ဖြောက်ထွက်ရတယ် she wraps a scarf ဒါလေးကိုကျွန်တော်က scarf လို့ခေါ်တယ် muffler ပေါ့ဗျာ she wraps a scarf around her neck okay she wraps a scarf around her neck လေဘင်းကိုကျွန်တော်တို့က scarf လေးပတ်ပါတယ်ပြီးရင်ဘာဆောင်းလဲဥထုတ်ဆောင်းတယ် and puts on a hat ဥထုတ်ဆောင်းတယ်ပြီးရင်ဘာစီလဲboots တွေစီးပါတယ် and some boots okay boots တွေစီးပါတယ်ဟုတ်ပြီနော် dressing this way keeps her warm ဒီလိုမျိုးဝတ်စားဆင်ရင်ဒီသူမကို keeps her warm ဘာလို့စေတော့နှွေးထွေးစေပါတယ်ဟုတ်ပြီနော်အဲ့ဒါလေးရပြီဆိုရင်ကျွန်တော်တို့ဒါလေးကြည့်အောင်ပါ wool ဆိုတာကြတော့ပါလေ wool ဆိုတာကြတော့ fabric သူလည်းချီတမျိုးပဲဘယ်ကလာလဲသူကကြတော့ကျွန်တော် cotton plant ကလာတာမဟုတ်ဘူးတဲ့တရိတ်ဆန်ရဲ့သားမွေးတွေကလာတာပါ that comes from a sheep okay sheep ဆိုတာကသိုးရဲ့အမွေးကနေလာတယ်တဲ့ okay သိုးမွေးကနေရက်လောက်ထားတာကိုကျွန်တော်တို့ကဘာလို့ခေါ်လဲ
who လို့ခေါ်ပါတယ်ဟုတ်ပြီနော်သားမွေးပေါ့ကျွန်တော်တို့ဒီလိုမျိုးသုံးပါတယ်အဲ့တော့ကျွန်တော်တို့အပေါ်မှာကြံခဲ့တဲ့ for special attention ဆိုတဲ့ box လေးကိုကြည့်အောင်ပါဒါလေးကအကုန်ပြီးမှပြောလို့ရလို့ပေါ့နော်အဲ့တော့ပထမတစ်ကြောင်း someone who goes barefoot အဲ့တော့ goes barefoot လို့ပြောတာဒီဘာပြောတာလဲဆိုတော့ walks around with no shoes or socks on his or her feet အဲ့တော့ခြေထောက်မှာ no shoes or socks shoe မရှိဘဲ socks မဝတ်ဖဲခြေမဝတ်ဖဲ shoe မရှိဘဲနဲ့ရှောက်သွားနေတာကိုကျွန်တော်တို့က goes barefoot လို့သုံးပါတယ်ဟုတ်ပြီနော်အဲ့တော့ someone goes barefoot လို့ပြောတာဒီဘာမှမရှိဘဲနဲ့ခြေကတုံးခြေပလာရှောက်သွားနေရင် goes barefoot လို့သုံးတယ် bi bear ဒီ adjective ဖြစ်တယ်ဘာမှမပါတော့လို့အဓိပ္ပာယ်ရတယ်ဟုတ်ပြီနော်အဲ့တော့အောက်ကစာကြောင်းလေး his or her feet are bare လို့ပြောရင်သူခြေထောက်မှာဘာမှမပေါဆိုတာကဘာမှစီမထားဘူးလို့ပြောတာ his feet are bare သို့မဟုတ် her feet are bare ဟုတ်ပြီနော်နောက်တစ်ကြောင်း is if something keeps her cool တခုခုကသူမကို cool ဖြစ်အောင် keeps လုပ်ပေးတယ်လို့ပြောရင်ဘာလို့ဆိုလိုတာလဲဆိုတော့တဲ့ it helps her stay cool သူမကိုအေးနေအောင်ကူညီပေးထားတယ်ကိုဆိုလိုတာပါတဲ့ okay ဆိုတော့ကအေးအောင်လုပ်ပေးထားတယ်ပေါ့ဒီလိုမျိုးပြောတာ is something keeps her cool အဲ့တော့ keep object adjective ပုံစံလေးနဲ့သုံးတာပါ okay ဒါဆိုအေးအောင်လုပ်ထားတယ်နှွေးအောင်လုပ်ထားတယ်ဆို keeps her warm ဒီလိုလေးသုံးတယ်ဟုတ်ပြီနော်အဲ့တော့ keep ပုံစံလေးအားလုံးရမယ်ထင်ပါတယ်နောက်ဆုံးတစ်ကြောင်းဒါလေးရေးကြည့်ပါတယ် some ways to talk about the weather အဲ့တော့ရာသီဥတုကြောင့်ပြောချင်တဲ့နီလန်တွေဘယ်လိုတွေသုံးလို့ရလဲတဲ့ပထမ number 1 use သုံးပါတယ် it plus beb plus an adjective ဟုတ်ပြီနော် it ပြီးရင် beb ဆိုတာ I mean ဆိုတာ was ဆိုတာကိုပြောတာပြီးရင် adjective ဒါလေးထည့်ပြီးသုံးလို့ရတယ်ဥပမာတဲ့ is hot ပူတယ်တဲ့အဲ့ဒီမှာ it ကိုထိုဟာဒီပူတယ်လို့ဘာသာထည့်မပြန်ဘူးရာသီဥတုတွေကိုသုံးရင် it နဲ့ verb to be နဲ့တွဲသုံးလို့ရှိတယ် it ဒီနေရာမှာဘာသာထည့်မပြန်ဘူး is hot ပူတယ်ဒါပဲ okay is hot outside အပြင်မှာပူတယ်ဟေ့အေးတယ်ဆို is cold ဒါပဲနေသားတယ်ဆိုရင် is sunny ဟုတ်ပြီနော် is sunny နေသားတယ်တိမ်ထူထပ်တယ်ဟေ့ is cloudy ဒီလိုမျိုးသုံးတယ်ဟုတ်ပြီနော်နံပါတ်2 it plus be plus the ing ပုံစံသုံးလို့ရပါတယ်တဲ့အဲ့ဒါဆိုရင် form of a weather verb အဲ့တော့ရာသီဥတုနဲ့ဆိုင်တဲ့ verb တွေကိုသုံးရင်ဒီလိုသုံးပါတယ်ဥပမာထားပါတော့ is raining မိုးရွာနေတယ် is နောက်မှာ raining ထည့်သုံးပါတယ် is raining မိုးရွာနေတယ် it ကိုဘာသာထည့်မပြန်ဘူးဟုတ်ပြီနော်နောက်တစ်ခု is snowing နှင်းကြနေပါတယ် is snowing နှင်းကြနေတယ် okay အဲ့တော့ကျွန်တော်တို့ကရာသီဥတုတွေကိုသုံးခြင်း it ကိုကျွန်တော်တို့က subject အနေနဲ့သုံးတယ်သူ့နောက်မှာ verb to be လိုက်ပြီးတော့သုံးပါတယ်အဲ့ဒီ it ဒီဘာသာထည့်ပြန်စရာမလိုပါဘူးဟုတ်ပြီနော်ဒီပုံစံလေးနဲ့ကျွန်တော်တို့ကရာသီဥတုတွေအကြောင်းပြောခြင်းသုံးပါတယ်အဲ့တော့ဒီသင်ခန်းစာလေးအားလုံးရမယ်ထင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်